လိုမင်္ဂလာပါနော်ခဏကျွန်တော်ပြောပြရင်အကြောင်းအရာတွေကဒီ Hyper OS မှာပါတဲ့ widget တွေပေါ့ widget တွေကိုသုံးချင်တာပေါ့ widget တွေသုံးဖို့အတွက်ဒီမှာထောက်လိုက်မယ် widget ဆိုအဲ့မှာသူကဒီမှာ widget တွေကတော့နေဦးပဲဒါပေမဲ့အဲ့ premium coin နဲ့ဝယ်ရရင်တော့သင်းနဲ့ဝင်ကြည့်လိုက်တီးတဲ့ဝင်ကြည့်လိုက်မယ်ဆိုရင် widget ဆိုတဲ့စာလေးနဲ့နှိပ်လိုက်အောင် widget တွေနေဦးပဲဒါတွေက premium ပဲဗျာရန်လာI want to widget တို့ဘာနဲ့ဝယ်ရလဲဆို pay me coin နဲ့ဝယ်ရတယ်အောက်ဆုံးအဲ့ကောင်နဲ့ဝယ်ရအဆင်ပြေအဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုရင်အရင်ဆုံးကျွန်တော်တို့ရဲ့ file manager တွေကိုတွားလိုက် file manager တွေကိုတွားလိုက်ဗျာ file manager တွေကိုတွားမယ်ဒီ file manager လေးတွေကိုတွားပြီးတော့ MIUI ဆိုတဲ့ဟာလေးရှာဒီကျွန်တော်ရောင်လေးထောက်ပြရတယ်ဒီ MIUI နဲ့ကိုဝင် MIUI နဲ့ဝင်ပြီး bucket ထဲကိုဝင်နောက်ပြီးတော့အဲ all bucket ဆိုတာလေးဝင်ဒီမှာ file လေးရောက်အောင်အရင်ဆုံးဒီဟာလေးကိုအရင်ဖြတ် all bucket ဆိုတာလေးကိုခဏဖြတ်ပြီးတော့အရင်ဆုံး setting နဲ့ကိုဝင်ရမှာsetting နဲ့ကိုဝင်ပြီးတော့ my device ထဲကို my device ကို backup and storage ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ mobile device ဆိုတာပေါ်အောင်လေးနှိပ်ပြီးတော့ဒါမိမိရဲ့ password ကိုရိုက်ပေါ့မိမိရဲ့ password ကိုရိုက်ပြီးတော့အရင်တော့ဘာကို backup ရလောက်ရမလဲဆိုရင်တီးကို backup လောက်ရရင်အဲ့ sign နဲ့ SMS တူတခြားသော software တွေကိုအမှန်ရှိဖြုတ်ပြီးတော့ကိုကတင်းဆိုရဲဆိုတာလေးကိုရှာအောက်တပ်ပါတီ app ဆိုတာအောက်မှာတင်းဆိုတာလိုက်ရှာတီ store ဆိုပြီးတွေ့လိုက်အဲ့လေးကိုအမှန်ကြီးအဲ့တကူလည်းပဲအမှန်ကြီးတခြားတွေကိုရှောက်အမှန်ကြီးနေအဲ့တီ store ကိုအမှန်ကြီးပြီးတော့အမှန် backup ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ goddess ဒီဘက်ရိုက်လိုက်ဒါကျွန်တော်ဖိုင်ကဘာမှသိပ်ဖြစ်တော့ညံတာပေါ့ဗျာဘလိုဖုန်းတွေမှာဖိုင်များနေနေကြအဲ့တော့ finish ဆိုတာလေးနှိပ်လိုက်ပြီးဆိုတော့ရင်တော့ကျွန်တော်တို့ဘယ်လိုသွားမလဲဆိုခုနတိုင်း file manager တွေကိုပြန်သွားစာရီပြန် file manager တွေကိုသွားကျွန်တော်ခုန download ဆွဲခဲ့တဲ့ဒီမှာ download ဆွဲတဲ့Hyper OS widget အဲ့မှာ file လေးတစ်ပိုင်းရှိတယ်အဲ့ file လေးတစ်ပိုင်းကို select မှတ်ပြီးတော့ copy ဆိုအောင်နှိပ်ပြီးတော့ data story ရခုနကျွန်တော်ပြောတဲ့ MIUI ဆိုတဲ့ဟိုသွားဒီ MIUI နဲ့ဝင်ပြီးတော့ bucket ဆိုတဲ့အပေါ်ဆုံးမှာရှိတဲ့ဒီ bucket ဆိုတာလေးတွေကိုချက်ထက်ဝင်ပြီးတော့ all bucket ဆိုတာတွေကိုဝင်ပြီးတော့ဒီ file လေးတွေကိုတစ်ချက်ဆက်ဝင်ပြီးတော့ sorry နော်မှပါရှိအရင်တော့ဒီထဲမှာလဲခုန bucket ရိုက်လိုက်လို့လေအရင်က file ဟောင်းနေဒီမှာရှိပြန်ဝင်ပြီးတော့ခုန MIUI နဲ့ဝင် bucket all bucket ဒီမှာ file လေးဟောင်းနေရှိဒီ file ဟောင်းတွေကိုအရင်ပြန်ဖြတ်အောင်တစ်ချက် delete ပြီးမှာ delete ပြီးဆိုမှခုနကျွန်တော် download ဆွဲထားတဲ့ widget ကိုတော့ download လုပ်ပြီးကျွန်တော် download ဆွဲထားတဲ့ Hyper OS widget က file ကို select မှတ်ဘေးကအပြတ်ဆက်လေး30ကိုနှိပ်ပြီးတော့ copy ဆိုအောင်နှိပ်ပြီးတော့ဒီဆက်ဝင်ပြီးတော့ MIUI နဲ့ကိုဝင်ဒီ MIUI လေးတွေကိုဝင်ပြီးတော့ bucket ထဲကိုဝင် all bucket ထဲကိုဝင်ဒီမှာစာလေးတွေကိုဝင်ပြီးတော့ page ဆိုတာလေးကိုနှိပ်လိုက်ဒီဘက်မှာ file ပုံစံလေးတစ်ချက်နှိပ်လိုက်ရင်ရောက်သွားပြီဆိုတော့ကျွန်တော်ဘာလုပ်ရမလဲထုံးစံတိုင်းပဲလုံးနေကြတိုင်း setting ထဲကိုပြန်သွား setting ထဲကိုသွား my device ထဲကိုသွားခုနကျွန်တော်လုပ်တဲ့ backup and restore ဆိုတာလေးတွေကိုအဲ့မှာပေါ် mobile device ဆိုပြီးတော့မိရဲ့ password ကိုရိုက်ပြီးတော့ဒီဘက်မှာ restore ဒီ backup ရဲ့ဒီဘက်မှာ restore ဆိုတာရှိတယ်ဒီမှာ restore ရှိအဲ့ restore ထဲမှာ number အောက်တော့31ဆိုတဲ့
စာရဲကိုတစ်ချက်နှိပ်ပြီးတော့ခုနကျွန်တော်ဘာရိုက်ထားတဲ့အောင် restore ထပ်လုပ် restore ခဏဆောင်ဒါတော့နည်းကြပါဖိုင်ထည့်ထည့်လိုက်လို့finish ဆိုအောင်နေရပြီဆိုရင်ထွက်လိုက်တော့ထွက်ပြီးတော့ကျွန်တော်ဖုန်းမှာ widget တွေအများကြီးရောက်တယ် widget တွေအများကြီး animation widget တွေရောပါရောကျွန်တော်ဖုန်းထဲမှာလည်းပါတော့ပါတယ်ကျွန်တော်ဖုန်းထဲကသူတို့ premium ဝယ်ရ coin နေနဲ့ဝယ်ရရောက်မှာဒီရတယ်လုံးမယ်ဆိုရင်ဝယ်မယ်ဆိုရင် coin နေပတ်စံပေးရတယ်ဗျဒါဆိုရင်ထည့်မယ်ဆိုရင်ဒါလေးထည့်ကြည့်ပတ်စံပေးရရှိပြီးသားဆိုရင်ပေးရဘူးဒါတော့ကျွန်တော်ဖိုင်ကို download ဆဲပြီးတော့ဘာကလုပ်လိုက်တယ်တော့လှပြီးချက်ကိုကတော့မျိုးလုံးရှုပ်တဲ့ဆိုရင်ကိုမလိုချင်တာကိုဖြတ်ပြပြီးတော့ကိုလိုချင်တာလေးကိုပဲတစ်ခုချင်းထည့်ဖို့ကျွန်တော်စမ်းထည့်ကြည့်ရိုးရိုးကျွန်တော်တို့ဖုန်းထဲမှာရှိရတဲ့ widget တွေပေါ့။အဲ့ဒီ widget လို့ဘောတောင်လေးမှာစားရတာစစ်မီကွာနဲ့အဲ့ဒါလေးပေးမှလည်းထည့်လို့ရ။ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်